6,500လေးနဲ့60-80လာရှိုးလမ်းမအနီးကိုပိုင်ဆိုင်ရမယ်ဆိုရင်ကျွန်တော်ရဲ့ချစ်မိတ်တွေချစ်မိတ်ဆွေတွေစိတ်ဝင်စားပါဗလားโอเคအခုကျွန်တော်နဲ့တူလိုက်ကြည့်လိုက်ပါညာလေးတညာလာလေးကမသာဘွားလေးတဲ့သူလေးရောက်လာမသူလည်းမေးတော့မမေးပါနဲ့တဲ့ဂီတာလေးနဲ့ဆိုညီတဲ့အခါဥပချင်းတဲ့ကိုယ်နှလုံးသားခဏလေးထွေးမှချဝင်ခဲ့အကားတော်မဒတွေထဆန်းထသောနှခမ်းလေးနဲ့ရှင်ခုံမဝင်စေသည်ဒီခမ်းနဲ့နမေဘယ်လိုခေါ်လဲတင်းငါမေးချီတော့ခွဲသူနမေရှစ်တွေရဲ့သူလေးတင်ပေးကျွန်တော်တို့ဒါဒီ channel လေးကတည်ရှိရဆိုရင်ကျွန်တော်ပြည်ဦးလွင်မျိုးเนาะရက်ွက်ကြီး7ရင်းကမှာတည်ရှိပါတယ်เนาะ channel ကကျွန်တော်တို့ရေမီးဖုန်နေရမယ်အိမ်လေးကလည်းထဲမှာဒါလုံးဝတက်တက်ရဲ့လေးကိုဒါတိဆောက်ပေးတာဖြစ်တယ်เนาะနေရာကောင်းတဲ့လမ်းပါတယ်เนาะအိမ်ထဲကလာကျွန်တော်ရဲ့တူတစ်ချက်လောက်လိုက်ကြည့်အောင် channel မှာဆိုလေဒါကြဲကြဲဝန်းကိုဒါမြင်တွေ့ရမှာဖြစ်ပါတယ်ဒီ channel ကမျက်နှာစာကျွန်တော်တို့80ဖြစ်သွားတယ်เนาะဒီလိုနောက်က60ဖြစ်တယ်เนาะအိမ်ထဲမှာကျွန်တော်တို့ဒါဧကန်ကတော့ကျွန်တော်တို့ဒါအထဲထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြွေပြားကိုခင်းပေးထားဖြစ်တယ်เนาะကားပါကင်ဆိုလေဒီဘက်မှာကြဲကြဲဝန်းကိုဒါမြင်တွေ့ရမှာဖြစ်ပါတယ်ရေမီးဖုန်နေရမယ်เนาะအိမ်တွင်းထဲမှာအခန်းလေးလေးကျဲပါတယ်လာအိမ်တွင်းထဲတော့ကြည်အောင်တစ်ချက်လောက်ဧကန်ကြီးကတော့ဒီအိမ်မှာဧကန်ကြီးကတော့အကျယ်ကြီးပေါ့ဗျာเนาะဧကန်ကလုံးဝအကျယ်ကြီးအခန်းကဒီကောင်က master တစ်ခန်း single နှစ်ခန်းပါဝင်မှာဖြစ်ပါတယ်เนาะထဲမှာဒါ master နှစ်ခန်း single နှစ်ခန်းမီးဖို့ကန်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အများသုံးအိမ်မှာရေချိုးကန်းပါဝင်မှာဖြစ်ပါတယ်เนาะနေရာနေထားရမ်းကောင်းတယ်ရမ်းလှတယ်ဒါဧကန်ကြီးကတော့အကျယ်ကြီးပေါ့ဗျာเนาะအခန်းလေးလည်းကျယ်ပါတယ်ကျွန်တော်ဒါထဲမှာဆိုတော့ကျွန်တော်နည်းနည်းလေးလူရှိလို့ကျွန်တော်ထဲအခန်းလေးတွေတော့မပြတာဘူးเนาะနေရာလေးလည်းကောင်းတယ်လာရှိုးလမ်းမနီးတယ်ဘေးပတ်ဝန်းကျင်အိမ်ကြီးအိမ်ကောင်းတွေတည်ရှိပြီးသားဖြစ်တယ်เนาะနေရာနေထားရမ်းကောင်းတယ်ဈေးကတော့ကျွန်တော်ပိုင်ရှင်နဲ့ထိတ်တိုက် shorting လုပ်လို့ရပါတယ်เนาะအိမ်6,500ကိုပိုင်ရှင်နဲ့တရက် shorting လုပ်လို့ရတယ်ပေကကျွန်တော်တို့ခုနပြောလို့ပဲမျက်နှာစာ80နောက်ကို60ဒီဘက်လေးကတော့နည်းနည်းလေးရောမယ်ထင်တယ်60နည်းနည်းလေးရောမယ်ထင်တယ်เนาะကျွန်တော်ထင်ပေါ့ဟုတ်ကဲ့ပါဒီ channel လေးကိုဖိတ်ပါဝင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ cherry မျိုးတော်အိမ်ချမ်းမြေကိုဆက်ပဲဖုန်းပန်းဝယ်ယူနိုင်ပါတယ်အားလုံးဘိုင်ဘိုင်